အားလုံးပဲမင်္ဂလာပါဒီနေ့စိတ်ဝင်စားစရာအစီအစဉ်လေးကနေကြိုဆိုပါရစေ။ခလဲတော့အားလုံးကြောပိုးကိုစီလွယ်ဟုကြတယ်မို့လား။ဒါပေမဲ့ဒီနေ့ပြောပြမယ့်ကြောပိုးကအရင်ထူးခြားတယ်။အင်ဂျီတဲ့မုတ်တွေထည့်ထားတာမဟုတ်ပဲကိုမမွေးဟင်ကလေးကရရှိခဲ့တဲ့မျက်စိနဲ့မမြင်ရတဲ့ CI လက္ခဏာတွေအလေးအကျင့်တွေအပြည့်ပါနေတဲ့ကြောပိုးအကြီးကြောင်းပြောပြသွားမှာပါ။တကယ်ကိုစိတ်ဝင်စားစရာပါပဲ။ကဲစလိုက်ကြအောင်။မိဘတွေကတာသမီတွေကိုတကယ်လမ်းဘာဒီလက်ဆင့်ကံပေးခဲ့ကြလာလေဆိုတဲ့မိခွန်းလေးနဲ့ဆက်လိုက်အောင်။ပုံမှန်ဆိုရင်တော့အမေပေးတဲ့ဆိုတာနဲ့ပိတ်ဆန်လေအိမ်နေတမူကြီးတဲ့ပစ္စည်းတွေကိုပဲပြေးမြင်ကြမှာပေါ့ဒါပေမဲ့ what kind of inheritance ဆိုတဲ့အစောက်လေးထဲမှာတော့မိဘတွေကတာသမီတွေကို lesson ကံပေးလေးရှိတဲ့အရာတွေဟာအဲ့ဒီလိုရုပ်ဝတ္ထုပစ္စည်းတွေကြအများကြီးပို့ပြီးအရေးကြီးတယ်လို့ဆိုထားပါတယ်တကယ်ပဲကိုဘလို့ယာတွေကပုံဖော်ပြနေတယ်ဆိုတော့စဉ်းစားကြည့်ဖို့တကယ်ကိုကောင်းတဲ့မိခွန်းလေးပဲဖြစ်ပါတယ်အပိုင်း1မျက်စိနဲ့မမြင်နိုင်တော့အမွေအနှစ်ဒီနေရာမှာတကယ်ကိုမှတ်သားစရာကောင်းတဲ့စကားလုံးလေးတစ်လုံးရှိပါတယ်အဲ့ဒါကတော့မမွေးဖွားမီလွှမ်းမိုးမှုဆိုတဲ့အရာပါပဲဒါဘာကိုဆိုလိုတာလဲဆိုတော့အခြေခံအားဖြင့်မိဘတယောက်ရဲ့နေ့စဉ်ရွေးချယ်မှုတွေသူတို့ရဲ့လုပ်ရက်တွေဟာကလေးလေးတွေအတွက်အစောပိုင်းကတည်းကခုနပြောတဲ့မျက်စိနဲ့မမြင်ရတဲ့ကြောပေါ်အိတ်လေးကိုပြင်ဆင်ပေးနေတယ်ဆိုတဲ့သဘောပါပဲစဉ်းစားကြည့်ပါဦးမြေကြီးတဲကအပင်ပေါက်လေးတစ်ပင်ဟာအပင်ကိုထွက်မလာခင်ကတည်းကရေနဲ့မြေစစားတွေရဲ့အထောက်အပံ့ကိုရရှိနေတယ်လို့မျိုးပေါ့ကိုလူးလောကတွေကိုမရောက်လာခင်ကတည်းကမိဘတွေရဲ့အလေးအကျင့်တွေကကလေးလို့ရဲ့အနာဂတ်အပေါ်ကိုကြိုတင်တက်ရောက်နေတယ်ဆိုတာတကယ်ကိုအံ့ဩစရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ဒီလိုအံ့တော်ဆရာကောင်းတဲ့အယူအဆဟာပြကများစတင်ခဲ့တာလဲဆိုရင်ရှေးဟောင်းကျမ်းစာတစ်ခုစီကိုပြန်ပြီးခြေရာခံကြည့်လို့ရပါတယ်။မာနုတ်လို့ခေါ်တဲ့ဖက်ခင်တယောက်ကသူ့ကလေးရဲ့အနာဂတ်အတွက်အကောင်းဆုံးပြင်ဆင်ပေးနိုင်မယ့်နီလာနဲ့ပတ်သက်ပြီးတကယ့်ကိုထက်မြက်တဲ့မေခွန်းတစ်ခုမေးခဲ့ပူပါတယ်။ဒီကလေးကိုဘယ်လိုပြုစုပြောထောင်ရမလဲဆိုတဲ့မေခွန်းပါပဲ။ဒါဟာမိဘတိုင်းကိုကလေးအတွက်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးနိုင်ဖို့အလေးနဲ့ထားစဉ်းစားတဲ့ရတစ်ခုပဲဖြစ်ပါတယ်။အပိုင်းနဲ့မိသားစုအဖွဲ့လိုက်ဂျိုးပန်အောက်ထုံမှုကဲတိကျတဲ့ဆရာလက္ခဏာတွေကိုမတွားခင်မှာနားထောင်လို့တော့ရက်စရာကောင်းပါမယ်တကယ်တမ်းသိပြီးမပြောစရာကောင်းတဲ့စကားလုံးလေးတစ်လုံးကိုကြည့်လိုက်ကြရအောင်အဲ့ဒါကတော့အင်္ဂလိပ်လို peevish လို့ခေါ်တဲ့စကားလုံးပါအဓိပ္ပာယ်ကတော့အမြဲတမ်းချစ်ကန်လုပ်နေတာစိတ်မကြည်မလင်းဖြစ်နေတာဒါမှမဟုတ်ဘာမဟုတ်တာလေးနဲ့အလွဲတကူစိတ်တိုးလွဲတာကိုဆိုလိုတာပါကလေးတို့စဉ်းစားကြည့်ဘသူကများဒီလိုစိတ်ညစ်စရာအကျဉ်းကြီးကိုကြောပိုးအိတ်ထဲထည့်တဲ့သွားခြင်းပါလေဟုတ်တယ်မို့လားဒီမှာဆိုရင်မိဘတွေကနေတဆင့်ကလေးတို့စီရောက်လာနိုင်တဲ့ဆရာလက္ခဏာနှစ်ခုရဲ့ကြီးမားတဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းတွေ့ရပါမယ်။ဘယ်ဘက်မှာတော့မတည်ငြိမ်တာတကူကောင်းဆန်တာခုနပြောတဲ့จิตကန်နိုင်တာစတဲ့လေးလံလာတဲ့အကျင့်ဆိုးတွေကိုတွေ့ရပါလိမ့်မယ်။ညာဘက်မှာတော့ကျင်နာတက်တာတိမ်မွေ့တာကိုကြိုးမဖတ်တာစတဲ့ပေါ်ပပြီးအေးချမ်းတဲ့အကျင့်ကောင်းတွေကိုတွေ့မြင်နိုင်ပါတယ်။ဒီနှစ်ခုထဲကတစ်ခုခုဟာမိဘတွေရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးကလေးတို့စီကိုရောက်လာတာပဲဖြစ်ပါတယ်အဲ့ဒီလိုလှပတဲ့အချင်းကောင်းတွေပဲကလေးတို့ရဲ့ကြောပွဲအိတ်ထဲရောက်သွားဖို့ဆိုရင်မိဘတွေအနေနဲ့အင်မတန်အရေးကြီးတဲ့စွမ်းရည်တစ်ခုကိုလေ့ကျင့်ဖို့လိုအပ်ပါတယ်အဲ့ဒါကတော့ချုပ်တေးခြင်းနဲ့ကိုယ်ဂျိုးဆွန့်ခြင်းပါပဲရှင်းရှင်းလေးပြောရရင်မိမိကိုယ်ထိန်းချုပ်နိုင်စွမ်းရှိတာဖြစ်ပါတယ်ကိုယ်တကယ်လှုပ်ချင်စိတ်တွေဖြစ်နေရင်တောင်မှအဲ့ဒါဟာမကောင်းတဲ့ရွေးချယ်မှုဖြစ်နေရင်မလွတ်မိအောင်စီကန်းတကြရှောင်ချင်တာကိုခေါ်တာပါဒါဟာမန်ကန်တဲ့အခြေခံမူတွေပေါ်မှာခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက်မရှိမဖြစ်ကိုလိုအပ်တဲ့အရာတစ်ခုပါပဲအပိုင်း3မှန်ကန်တော့လမ်းကြောင်းကိုရွေးချယ်ခြင်းကဲဒီနေရာမှာနည်းနည်းလေးသတိထားရမယ့်အပိုင်းရောက်လာပါပြီမိသားစုမျိုးရိုးလေးကိုမကောက်တဲ့အလေးချင်းတွေခိုးသွင်းဖို့အမြဲကြိုးစားနေတဲ့ဝိညာဉ်များရဲ့ရန်သူလို့ခေါ်တဲ့မကောက်တဲ့ຢာတွေရှိနေတယ်လို့စောက်တယ်မှာသတိပေးထားပါတယ်ဒါမဲ့စိတ်ကိုပူပါနဲ့အဲ့ဒီလိုလာရောက်နောက်ရှက်တာတွေကိုပြန်လဲတိုက်ခိုက်ဖို့မိဘတွေမှာအစွမ်းထက်ဆုံးအသိမ်းဖို့တူရှိနေပါတယ်အဲ့ဒါကတော့ဖခင်သခင်ရဲ့ကျေးဇူးတော်ပါပဲကောင်းတာနဲ့ဆိုတာအမြဲလွန်ဆွဲနေတဲ့ဒီတိုက်ကွက်ကြီးမှာအနိုင်ရဖို့အတွက်အလင်းရောင်ကအမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ဒါကြောင့်အဓိကအရေးကြီးဆုံးအချက်ကတော့ဖရာသခင်နဲ့ပူးပေါင်းပြီးအကူအညီတောင်းခံတာကတဆင့်မိသားစုတွေဟာအဲ့ဒီသွေးဆောင်မှုတွေကိုတိုးလာနိုင်ပြီးအောင်မြင်ဖို့ကအန်တော်ဆရာခွန်အားတွေရရှိနိုင်တယ်ဆိုတာပါပဲ။ဖရာသခင်တန်ကနေအကူအညီနဲ့ခွန်အားကိုရှာဖွေတာဟာကလေးတွေအတွက်ဒီဘဝမှာအောင်မြင်မှုကိုရရှိစေနိုင်ုံတမကပဲတပပြီးပိုမိုလာပတဲ့အနာဂတ်တစ်ခုစီကိုပါလမ်းညွှန်ပေးနိုင်မှာအသေးချာပဲဖြစ်ပါတယ်။အပိုင်းလေးယနေ့ခေတ်ကောင်းမွန်သောအလေးချိန်များတည်ဆောက်ခြင်းမိဘတွေကကလေးတို့အတွက်ကင်းစင်ပေးခဲ့တယ်လို့မျိုးပဲအခုကလေးတို့ကိုယ်လိုက်လဲကိုယ့်ရဲ့ကိုယ်ပိုင်အကျင့်ကောင်းကြောဖို့အလေကိုစတင်ပြင်ဆင်လို့ရနေပါပြီ။ဒီတဲ့အခုချက်ချင်းစတင်လှုပ်ဆောင်လိုက်တဲ့လွယ်ကူတဲ့အဆင့်၄ဆင့်ရှိပါတယ်။နံပါတ်ကနေတိုင်းတခြားသူတွေကိုကျင်နာမှုပြတာပါ။နံပါတ်2မိမိကိုယ်ကိုထိန်းချုပ်ဖို့သင်ယူပါ။နံပါတ်3အခက်ခဲတွေစိတ်တိုးစရာတွေကြုံလာတိုင်းဖျားသခင်ထံကနေခွန်အားကိုတောင်းခံပါ။နောက်ဆုံးနံပါတ်4ကတော့အခြားသူတွေကိုကူလီဖို့အတွက်ကိုယ့်ရဲ့ကောင်းမွန်တဲ့အလေးအကျင့်လေးတွေကိုအသုံးပြုပါဆိုတာပဲဖြစ်ပါတယ်။တကယ်တော့ဒါတွေကကလေးတို့ကိုယ်လိုက်စူပါဟီးရိုးလေးတွေအဖြစ်အကောင်းဆုံးဖြန့်လဲပုံဖော်ဖို့လမ်းညွှန်ချက်တွေပါပဲ။ဒီနေ့အစီအစဉ်လေးကိုအဆုံးသတ်ဖို့အတွက်ကလေးတို့အားလုံးကိုအတွေးလေးတစ်ခုခြံရိပ်ထားခဲ့ခြင်းပါတယ်။အဲ့ဒါကတော့
ဒီနေ့ကလေးတို့ပြုလုပ်လိုက်တဲ့ရွေးချယ်မှုတိုင်းဟာမနှက်ဖြန်အထက်မျက်စိနဲ့မမြင်ရတဲ့ကြော်ပုတ်အေးလေးတစ်လုံးကိုပြင်ဆင်ရမှာအထောက်အကူဖြစ်စေတယ်ဆိုတာပါပဲဒါဆိုရင်ကလေးတို့အနေနဲ့အနာဂတ်အတွက်ကိုယ့်ရဲ့ကြော်ပုတ်အိတ်ထဲမှာဘယ်လိုအလေးချင်းမျိုးလေးကိုထည့်ပိုးသွားကြမလဲနေ့စဉ်နေ့တိုင်းပိုမိုကောင်းမွန်တဲ့လောက်ပါတဲ့ရွေးချယ်မှုလေးတွေပြုလုပ်သွားနိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီနေ့အတွက်တော့ဒီမှာပဲနှုတ်ဆက်လိုက်ပါရနော်